Hello အားလုံးမင်္ဂလာပါဒီနေ့ကတော့ Super Sunday လေးဖြစ်တဲ့ဆိုတော့တငယ်ချင်းနဲ့ည coffee တိတ်မယ်ဆိုပြီးတော့ချိန်ထားတဲ့အခါကျတော့ coffee ဆိုင်တော့ဖို့ပဲပြင်ဆင်မှာဖြစ်ပါတယ်တငယ်ချင်းရှင်းနိုင်ကြတဲ့ဖုန်းခေါ်နေပေမဲ့ကျမကတော့9နိုင်ခွဲမှနိုးပါတယ်ရှင်ကျမဆောင်းလေးခောက်လိုက်ပါတယ်နိုးတာနဲ့ဆောင်းခောက်ယူသွားရင်တော့ကျမရဲ့ပုံမှန်လုပ်နေကြဖြစ်တယ်ပေါ့နော်ဒီဝေယနာကိုထွက်ပြီးတော့ view လေးကိုကြည့်ရတာပေါ့နော်ဒါလေးကတော်တော်လေးကိုမိုက်တယ်အဲ့လို view လေးကြည့်လိုက်ပါတယ်ပြီးသွားရင်တော့ကျမရေတောက်မယ်ဆိုပြီးတော့ရေကတည်းကဆူတော့ပါတယ်မနက်ခင်းဆိုရေတောက်တာကောင်းတယ်ဆိုတော့ပေါ့နော်အရာထားနေရေတောက်ရတယ်ဆိုတော့ရေတောက်ပါတယ်ရေကပေါ့နော်မီးလာရောမလာရောရေတွေကခဲနေတော့ရေဖြစ်နေတော့နေတော့ကျင်းနေမကောင်းဘူးပေါ့နော်ခဲအဲ့ဒါပြီးသွားရင်တော့ကျမမျက်နှာတစ်သွားတိုက်လုပ်ဖို့လုပ်ပါတယ်မျက်နှာတစ်တဲ့အချိန်မှာပေါ့နော်ဒီနေ့ကကျမတို့တက်ရှင်အခန်းတက်ရှင်လုပ်မယ်ဆိုပြီးတော့လည်းပြောထားကြတော့ကျမတို့ဒီနေ့ရေချိုးခန်းတက်ရှင်လုပ်မှာဖြစ်ပါတယ်အဲ့တော့ကျမမျက်နှာတစ်ပါတယ်မျက်နှာရင်တစ်ပါတယ်ပြီးရင်သွားတိုက်ပါမယ်ညနာတင်ရင်ပေါ့နော်သွားတိုက်ရင်လည်းကျမတို့ညကတကယ်ချင်းတွေကဘယ်ဆိုင်သွားမလဲလို့စဉ်းစားရပေါ့နော်အဲ့ဒါစမ်းကြောင်းနဲ့မီနီကုန်းမှာရှိတဲ့ဆိုင်လေးတွေတော်တော်ကနေပို့ထားရပေါ့နော်ဒါပေမဲ့ကျမတို့နေရာရွေးချယ်လိုက်တာတော့ platform ဆိုင်လေးဖြစ်ပါတယ် platform မြင်းနုလန်နဲ့ platform ဆိုင်လေးကိုတော့မဖြစ်ပါနဲ့တစ်ခါမှလည်းမသွားဘူးပေါ့နော်အဲ့ဒါနဲ့ပဲကျမမျက်နှာမြင်နေတက်လိုက်ပါတယ်မျက်နှာတက်ပြီးသွားရင်တော့ကျမရဲ့လုပ်ငန်းလုပ်တာဖြစ်တဲ့ကျမအုတ်ကန်နဲ့တခါလေရေချိုးကန်အရှင်းလုပ်ရပါတယ်ဒီချိုးကန်တော့ဒီချွတ်စိနဲ့ချွတ်ရတယ်ပေါ့နော်ဒါကတော့ကျမတို့ရဲ့လုပ်ငန်းလေးပေါ့နော်တနေ့တာလုပ်ငန်းလေးပါခဲအားလုံးလေးရေချိုးကန်လေးလေးတတ်ရှင်လုပ်ပြီးပါပြီဆိုတော့ကျမကိုတတ်ရှင်မို့တော့ရေမိုးချိုးလိုက်ပါတယ်တခါလေးဒါကတော့ရေမိုးချိုးပြီးတော့တငယ်ချင်းက12နာရီခွဲလာမယ်ဆိုပြီးကျမဆိုတနာရီခွဲမှရောက်လာပါတယ်ရှင်အဲ့ဒါနဲ့ကျမလည်း dress လေးပြင်ဆင်လိုက်ဒီနေ့ dress လေးကကြတော့ပေါ့နော်နွေရာသီ fashion လေးလိုပဲပြောလို့ရမလားတော့မသိဘူးပေါ့နော်အဖြူလေးရဲ့ skirt လေးရဲ့တခါမှဒီလိုမျိုးမိမဆန်ဆန်လေးတိတ်ဘိုးဝတ်တာရှားတယ်ပေါ့နော်ဒီလိုမျိုးလေးတော့ကြည့်ရပါပစံလေးလေးပေါ့နော်ခဲဒါဆိုရင်တော့ကျမတို့3ယောက်တွေ့တော့ပါပြီရှင်ဟိုဘက်ဆန်ကြောင်းနဲ့ဒီဘက်ဆန်ကြောင်းမှားသွားလို့ဆိုပြီးတော့တစီနဲ့ပြန်ပြီးတော့ spray ရှိရတဲ့တစ်ခါမြင်းနုလန်တွေကိုပြန်သွားပါတယ်ဒါကတော့3ယောက်ပေါင်းလောင်းကြုံမြကျမတို့3ယောက်ပေါ့ရှင်ကဲဒါတော့ကျမတို့သွားတော့မေးလို့ဆုံးဖြတ်ထားတဲ့ platform copy ဆိုင်လေးရောက်ရှိကြတာဖြစ်ပါတယ်ဒီဆိုင်လေးကကြတော့အပေါ်အောက်နှစ်ထပ်ပါတယ်ပေါ့နော်ပေါ်နှစ်ထပ်ပါတယ်ပြီးတော့အစကတော့ညီမတို့ကဒီ garden လေးပါရပြင်မှာအဲ့ဒီ garden လေးမှာဓာတ်ပုံရိုက်မယ်ဆိုပြီးတော့အဲ့ garden ကိုကြည့်ပြီးတော့လာလိုက်တာပေါ့နော်ဒါပေမဲ့ဖြစ်ချင်တော့အဲ့ garden လေးပိတ်ထားတယ်ဆိုတော့ကျမတို့အပေါ်တက်မှာပဲနေရာယူလိုက်တယ်ပေါ့နော်ဆိုင်လေးကတော့အေးချမ်းချမ်းလေးရှိရဲတိတ်စိတ်စိတ်လေးလည်းရှိရဲအလုပ်လုပ်ရှင်တဲ့လူတွေစားလေးလာရှင်တဲ့လူတွေတော်တော်လေးအဆင်ပြေပေါ့နော်ကျမတို့ကဒီတိုင်းပဲတကယ်ချင်းတွေမတွေ့ရတာကြာလို့ပေါ့နော်တွေ့ဖြစ်တာပါဒါကတော့အောက်ထက်မှာထိုင်လို့လည်းရတယ်ဒါပေမဲ့ဓာတ်ပုံရိုက်တာပိုတော့လှတယ်ပေါ့နော်အောက်ထက်မှာထိုင်မယ်ဆိုတော့နည်းနည်းလေးမှောင်နေအမှောင်ကြိုက်တဲ့လူတို့ထိုင်ပေါ့နော်ပြီးွားရင်ဒီပေါ့နော်တပုံလေးပက်ရက်လိုက်ပါတယ်ပြီးတော့ဒီလိုမျိုးကိုလုံးပေါ်မှန်ပေါ့နော်အဲ့လိုကိုလုံးမျိုးမှန်ထားပေးထားတဲ့အခါကျတော့ဓာတ်ပုံရိုက်ရတာစပီဆွဲရတာအသွဲတွေပဲဖြစ်ဖြစ်တငယ်ချင်းတွေပဲဖြစ်ဖြစ်အလုံးဝအဆင်ပြေတယ်ပေါ့နော်ပြီးွားရင်ဒီလိုဝေယန္တာလေးလည်းထားပေးထားရတယ်ဒါကကျတော့ဆေးလိပ်တောက်ချင်တဲ့လူတွေဆေးလိပ်ထွက်တောက်လို့ရအောင်ဆိုပြီးဆေးလိပ်ပြခွက်လေးနဲ့ထားပေးရပေါ့နော်အဲ့ဒါလေးကတခုအဆင်ပြေတယ်အဲ့ဒါဆိုအထဲမှာမတောက်ဘူးပြင်မှာတောက်ရတာပေါ့နော်ဒါကတော့အတွင်းပိုင်း decoration လေးပါဒါပေါ်တက်လေးပေါ့နော်အေးလေးနဲ့စူးစူးညံ့ညံ့လေးမရှိဘူးတိတ်တိတ်စလေးဆိုနေလို့ထိုင်လို့ကောင်းတယ်ပြီးပါရင်ကျွန်တော်တက်ဝေးပေါ့နော်တက်ဝေးပါခဲကြကျွန်မရဲ့တနေ့တာအကုန်လုံးပေးသွားပြီဆိုတော့အိမ်ပြန်ရောက်ပါပြီပြန်တဲ့ဟာတွေတော့ကျွန်မမရိုက်ခဲ့ပါဘူးဒါနဲ့ပဲကျွန်မတနေ့ကုန်လေးလိုက်ထားတယ်မြအလုပ်တွေရှိတယ်ဆိုပြီးလက်တော့ဖွင့်ပြီးကျွန်မအလုပ်လုပ်ပါတော့မယ်ဆိုရဲစိတ်ကူးလေးနဲ့လုပ်လိုက်ပါတော့တယ်ဒီနေ့တနေ့တာ blog လေးကပြီးဆုံးသွားပါပြီအဆုံးနေကြည့်ပေးတဲ့အားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်